သူရှိကအခုပြောပြမဲ့အချက်လက်တွေမင်းကြုံတွေ့မြင်နေရပြီဆိုရင်ဒေတာတလောက်ကတော့သူမင်းမချစ်တော့လို့ပါပဲအနည်းဆုံးတော့သူ့ရဲ့အချစ်တွေကရမ်းကိုအားနေသွားလို့ပါပဲနံပါတ်1သူဘယ်တော့မှမားတယ်လို့မထင်မားတာမင်းပဲဘာလို့လဲဆိုရင်သူတကောကောင်းဆန်သွားလို့ပါပဲနံပါတ်2သူဘယ်တော့မှအမားမခံအကယ်၍သူအမားလုံးမိခဲ့ရင်တော့မှမင်းလုံးလို့မင်းကြောင်းဆိုပြီးတတ်မှတ်တယ်သူမားတာကိုသူမမားတဲ့ပုံစံမျိုးပေါ့နံပါတ်3အမှန်ဆိုရင်ညောင်စလုံးကအတူအနစ်နာခံခဲ့ကြတာဒါပေမဲ့သူကသူစူးစမ်းအားထုတ်ခဲ့တာလို့ပဲမြင်တော့တယ်မင်းကိုထည့်ပြီးမစင်စားတော့မငဲ့ညာတော့နံပါတ်4မင်းနဲ့လုံးဝမဖြစ်ရှင်တော့မင်းစိတ်ထဲမှာဘယ်လိုသဘောထားရှိလဲသူလည်းအဲ့တိုင်းမင်းဘယ်လိုဆုံးဖြတ်ထားလဲသူလည်းမဆုံးဖြတ်ထားတဲ့အတိုင်းညဉ့်ညံမှုမရှိတော့သူ့နေရာကနေကြည့်ပြီးပြောရမယ်ဆိုရင်မင်းဟာမရှိလဲဘာမှမထူးဘူးလို့ရှိလဲဘာမှမထူးဘူးဆိုတဲ့သဘောမျိုးပါ